ကြော်ကြလေးနဲ့လိုတလိုကြီးခိုင်းတေးခိုင်းလို့ရတဲ့မော်ဖန်လုံးအဲ့ဒီနေ့ကကြော်ကြလေးဟာတယောက်တည်းစော့နေခဲ့တယ်။လာဇာနဲ့ငါရွာထိပ်ကိုဘသူအရင်ရောက်မလဲပြန်ရအောင်စော့ကစားနေတဲ့ကြော်ကြလေးတယောက်ရွာထိပ်ကဥယျာဉ်တဲကိုရောက်လာခဲ့တယ်။ရွာထိပ်ကိုရောက်တဲ့အခါအိုးဒါပါလေးပါလေကြော်ကြလေးအရန်အံ့ဩပြီးစူးစားလိုစိတ်အပြည့်နဲ့အပြာရောင်အလင်းတိုင်းတွေထွက်နေတဲ့အလုံးလေးအနာကိုတိုးကတ်သွားတယ်။အပြာရောင်အလုံးလေးကိုလက်လေးနဲ့ထိလိုက်တဲ့အချိန်မှာအလုံးလေးဟာတဖြည်းဖြည်းသေးငယ်သွားတယ်။ဟာထူးဆန်းလာကြီးလားမော်ဖန်လုံးလေးငါရပြီဟေ့ကဲလာဇန်ဘာဖြစ်မလဲစမ်းကြည့်ရအောင်ပြောဆိုနဲ့ကြောကြလေးကမော်ဖန်လုံးလေးနဲ့သူ့လက်ထဲကပူဖောင်းလေးကိုထိလိုက်တဲ့အချိန်မှာပူဖောင်းလေးကတဖြည်းဖြည်းကြီးလာပြီးပောက်ကွဲသွားတယ်အရာဝတ္ထုတွေကိုကြီးစေတဲ့မော်ဖန်လုံးလားမသိဘူးထပ်စမ်းကြည့်ရအောင်အိမ်ပြန်ချင်းရောက်တော့သူဒုက္ခရောက်ပြီလေဖက်တစ်ဖက်ကကြီးနေတော့ဒုက္ခပါပဲကွာမဖြစ်သေးပါဘူးကြောကြလေးဟာခေါင်းထဲမှာအတွေးတစ်ခုပေါ်လာခဲ့တယ်ပြီးတော့မော်ဖန်လုံးလေးကိုထုတ်ပြီးဖနက်ကိုထိလိုက်တယ်။မော်ဖန်လုံးလေးနဲ့ထိလိုက်ပြီးနောက်သူ့ဖနက်ဟာတတိဟိပြန်လေသေးလာခဲ့လေ။ပြဿနာတွေဖြည့်ရှင်းပြီးပြီမို့ကိုလိုတလိုကြီးခိုင်းတေးခိုင်းလို့ရတဲ့မော်ဖန်လုံးလေးရသွားတဲ့ကြော်ချားလေးဟာပျော်ရွှင်စွာနဲ့ရွာလန်းအကိုင်းပြီးဝင်သွားခဲ့လေ။စမ်းချိန်မှုများအောက်လို့ဟာညအချိန်မှဖြစ်လာခဲ့တာပေါ့။ဘာမှမသိတဲ့ကြော်ချားနေဟာနှစ်ချိုက်စွာအိပ်ပျော်နေခဲ့တယ်။စပွဲပေါ်မှာတင်ထားတဲ့မော်ဖန်လုံးလေးပဒင်းပေါက်ကတစ်ဆင့်ကြော်ချားလေးအိပ်ပျော်နေတော့မှတိတ်တဆိတ်နဲ့အပြင်ကိုထွက်သွားခဲ့တယ်မိုးလင်းခါနေရောက်တဲ့အခါကျမှမော်ဖန်လုံးလေးဟာအပြင်ကနေပြန်ရောက်လာခဲ့တယ်။မော်ဖန်လုံးလေးဟာဘာသွားလောက်တာလဲ။မော်ဖန်လုံးမှာဘာတွေလှုပ်ဝက်ထားလဲ။ကြော်ကြားလေးဟာမော်ဖန်လုံးလေးရလာတဲ့နောက်စိတ်ထင်ရတွေလိုက်လုံနေတော့တယ်။မုံဝယ်စားရင်လေဟင်ရေခဲမုံကတေးသေးလေးမယ်။အကြီးကြီးလုပ်ပြီးစားမယ်။ဒါမှဘိုက်ဝါမှာ။ပေါင်မုံကလည်းတေးလိုက်တာ။ဘာမှပူမနေပါဘူး။အဟိမော်ဖန်လုံးလေးရှိတာပဲ။ဒီလိုနေရာတွေမှာမော်ဖန်လုံးလေးကိုအသုံးချနေတာပေါ့ကွယ်။တနေ့မှာတော့မော်ဖန်လုံးလေးအပြင်ထွက်တဲ့အချိန်မှာကြော်ကြားလေးဟာနိုးသွားတယ်။မော်ဖန်လုံးလေးဖဲကိုသွားတာပါလေ။နောက်ကလိုက်ကြည့်ရမယ်။မော်ဖန်လုံးလေးဟာလှပတဲ့ပန်းဥယျာဉ်ကိုဖြတ်ပြီးတော့သွားလာနေတယ်။ကြော်ကြားလေးမော်ဖန်လုံးလေးနောက်ကတိတ်တိတ်လေးညက်စီမပြတ်အောင်လိုက်နေတယ်။ဒီမော်ဖန်လုံးလေးဖဲကိုသွားနေတာလေ။ကြော်ကြားလေးစိတ်ထဲမှာလဲမေခွန်းပေါင်းများစွာနေပေါ့။တဏီယာကိုရောက်တော့အစာအခက်ခဲဖြစ်နေတဲ့ယုံလေးကိုမော်ဖန်လုံးလေးကကူညီလိုက်တယ်။ဒီလိုနဲ့တောရဲတနေရာကိုထပ်ရောက်လာပြန်တယ်အတောင်ပံမှာတန်ရာရပြီးမဖြန်နိုင်ဖြစ်နေတဲ့ကြက်တူရွေးလေးကိုတွေ့ရပြန်တယ်မော်ဖန်လုံးလေးဟာကြက်တူရွေးလေးရဲ့အတောင်ပံလေးကိုထိလိုက်တဲ့အချိန်မှာကြက်တူရွေးလေးရဲ့အတောင်ပံလေးဟာအမွေးအတောင်ပြန်လဲပြီးဆုံးလာပြီးကောင်းကင်သို့ပြန်တက်သွားတယ်ဒီအချိန်မှာကြော်ကြလေးဟာတစုံတစ်ခုကိုသဘောပေါက်သွားခဲ့ပါတယ်ကိုယ့်ရဲ့အာသာချက်ကိုယ့်ရဲ့အစွမ်းအစဟာတခြားသူတွေကိုကူညီတဲ့နေရာမှာအသုံးပြုရင်ပိုပြီးပျော်စရာကောင်းတယ်ဆိုတာကိုပေါ့ကဲဒါမီမီတို့ရဲ့ပုံပြင်လေးတွေကကြော်ကြလေးလို့ကိုမရှိတဲ့အာသာချက်နဲ့တခြားသူတွေကိုကူညီရင်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ကြိုးစားကြပါနော်